တောက်လျှောက်အဲ့ကန်းရိုးတခြားဆာကူရာပင်နေပဲဒီလိုတောက်လျှောက်ပေါ့နော်ဒီဘက်မှာရောဟိုအောင်မှာမူဇေယန်လေးမူဇေယန်ခေါ်တာဒါလည်းပွဲစေးတန်းလေးဟိုမှာရှိလေးတွေရောတရားပါလေအော်ဒါအုံမဆိုပါကော်ဖီကြောမိုက်တယ်ဒီမှာအခင်းလေးခင်ပြီးထိုင်ရပါတော့အခင်းဝဲဖို့စိတ်ကူးလေးရမမျိုးလို့မုံနဲ့ရေပဲဝဲပဲထိုင်လဲဒီတိုင်းပဲထိုင်မလိုက်မယ်ဆိုရောတွေးလာတာပဲထိုင်ရင်လေးပေါ့မှလည်းထိုင်မှာပေါ့နော်နိုင်ရင်လည်းမထိုင်ဘူးဆိုတော့ပြောတတ်တယ်ချိန်နေရဒီနေ့လူတော်နေတာမန်ဒေးဆိုတော့ဆိုင်တွင်းဆိုဒီလိုဟိုဘက်ဒီဘက်ကြက်ညက်နေပြီးခဲ့နှစ်ကလာဦးလေပြီးခဲ့နှစ်ကလာတော့အလိုပြည့်ရချင်းပြတ်တဲ့ဆိုတော့တယောက်တည်းလာလဲဒီလိုကင်မရာလေးယူလာအောင်စကားပြောဖို့ရအောင်ဒီကလူရတော့ယူလို့ထည့်အဲ့ဒီပြင်းပြရအောင်ပြောရမရလားမသိရွက်လေးလွင့်ရွက်လေးလွင့်အားလဲခရာရွက်ချက်ကျုံဒါပါchief ပြအားရှိမှာငါးခင်ရေမလေးဟဲ့ဒါလည်းတော့ဝင်ကုန်ငါးခင်မဲနော်မူချီမိုက်တယ်ဆောင်းနေရပဲဆိုင်လေးပြောင်းမှုစားကြတယ်ပြောင်းမှုရှိရလားဒါသူတွေကကောင်းလိုက်တာရှယ်ပဲဖင်စားလေးဖတ်မယ်အေးစိတ်မှပြန်မယ်အိမ်မနေလဲဘာလုံးမှမရှိမှတူတော့အေးစိတ်မှပြန်မယ်ဒါအေးရရောကိုနိုမီရဲ့ဟိုတန်းညောလိုက်တာဆိုပါဒါရောက်တယ်သူတို့ချက်ကြော်စားခေါက်ဆွဲကြော်စားတယ်ဒါတွေပဲအဖိုင်းကောက်လို့ရှိမှပြောင်းမှုတွေ့ပြောင်းမှုမြင်နေရပြောင်းမှုစားချင်တယ်ပြောင်းဖူးဒီမှာလေးဒီမှာပြောင်းဖူးတစ်ဖူးလုံးဘလောက်တစ်ဖူးလုံး900တဲ့โอเคပြောင်းမဝယ်ရောပြီးရင်လာပါပြီးမှလာပါမယ်ဟိုဘက်ကြည့်လောက်ပြောင်းဝယ်မကြည့်ပြောင်းဝယ်ဘယ်နှထိုင်ရမလဲဒီကနေ့ကဒီဇိုင်းမှာစားဘူးလေကြော်နဲ့ခေါ်ပဲကြော်တယ်တော့ခုံလေးတာမီးစက်လေးနဲ့နော်တို့လည်းမီးစက်နဲ့လာတာ
နာတော့စကရပဲဒီဟာတိတ်မကြတော့အပွင့်နေရွက်တွေကျွေးအောင်တော့မှာပေါ့နော်အကောကဒီနေ့ April 6 ရက်ဆိုတော့ညားပဲပဲမောပန်းကြီးတွင်လာလှလိုက်တယ်လေးလေးစောနာရလေးကျလိုက်တော့လေအဝိမှာအဲ့လိုကျွေနေတဲ့ပန်းလေးပေါ့နော်ပြီးအပင်မောကသိရလေကျွေလာတော်တော်လှ